မြန်မာလက်ဝဲပြည်သက်တွေရဲ့အချစ်တော်ကြော်စာဝင်းနဲ့ပတ်သက်တဲ့သတင်းစကားလေးကတော့ခုရက်ပိုင်းအတွင်းမှာတင်လူမှုကွန်ရက်စာမျက်နှာတွေထက်မှာတော်တော်လေးကိုကြရက်ပြီးလူပြောများနေခဲ့ပါတယ်။ဒါကတော့တခြားမဟုတ်ပါဘူး။ကြော်စာဝင်းတယောက်သူတိတ်တကိုချင်းမြန်လို့နေရတဲ့အစ္စရေးသူလေးရှိရာကိုသူ့ရဲ့ရှင်တွေကချစ်တွေကိုဖွင့်ဟဝန်ခံလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီသတင်းဟာအခစားကိုဝါသနာပါတဲ့ပြည်သက်တွေအတွက်ရောကြော်စာဝင်းကိုအပိတ်နေကြတဲ့သူတွေအတွက်ပါစိတ်လို့စရာကောင်းတဲ့အချစ်စလန်လေးတစ်ပုဒ်လိုဖြစ်နေတာပါ။ကျော်စာဝင်းကအစ္စရေးသူလေးရှိတာကိုဘလောက်တောင်သဘောကျနိုင်လဲဆိုရင်ရှိတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစကားစလိုက်မိပြီဆိုတာနဲ့တင်သူ့ရဲ့မျက်နှာကြီးကပြုံးဖြစ်နေပြီးဖုံးမရဖိမရဖြစ်နေတာကိုအလုံးမြင်တွေ့ကြရတာပဲဖြစ်ပါတယ်။ထို့သဖြင့်သူတို့နှစ်ယောက်အတူတူလေ့ကျင့်ခန်းဆင်းနေတဲ့အချိန်တွေမှာဆိုရင်ကျော်စာဝင်းရဲ့ပျော်ရွှင်မှုတွေကအထင်သာပေါ်လွင်နေတတ်ပါတယ်။ရှီယာနဲ့အတူပေါဆင်လေ့ကျင့်တဲ့အခါမျိုးမှာရှီယာကသူ့ကိုဘလောက်ပဲပြင်းပြထန်ထန်ထိုးပါစေကျော်စာဝင်းအတွက်တော့အဲ့ဒီအချက်ကနာကျင်တယ်လို့ကိုမခံစားရပဲအပြုံးမပြတ်ပဲကြည်ကြည်နူးနူးနဲ့လက်ခံနေတာကိုကြည့်ပြီးသူ့ရဲ့စိတ်ထဲမှာရှီရပေါ်ဘလောက်ထိအလေးနဲ့ထားလဲဆိုတာသိတာလှပါတယ်။ဒါတည်းမကသေးပါဘူး။လက်ကျင်ကနေလှုပ်လို့ရှီရမောပန်းသွားတဲ့အချိန်မျိုးတွေမှာလည်းကျော်စာဝင်းကရေလေးအပြေးလွှာသွားတိုက်တာမျိုးကျူးဆိုင်တာမျိုးတွေကလည်းတကယ်ကိုချစ်စရာကောင်းတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးတိတ်ကိုချစ်နေရတဲ့အချိန်တွေကနေအခုတော့ကျော်စာဝင်းကတက်တိမွေးပြီးသူ့ရဲ့အကူဆရာသမားတွေဖြစ်တဲ့နခရော့တို့ရဲ့အကူအညီနဲ့ရှီရကိုချစ်တယ်လို့ဖွင့်ပြလိုက်ပြီလို့သိရပါတယ်။ဒါဟာကျော်စာဝင်းအတွက်တော့တကယ်ကိုအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ပြည်သက်တွေအတွက်လည်းအံ့ဩဝမ်းသာစရာသတင်းတစ်ခုဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ရှီယာဘက်ကပြန်ပေးတဲ့တုံ့ပြန်မှုကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ရှီယာကကျော်စာဝင်းကိုချစ်တယ်ဒါမှမဟုတ်မချစ်ဘူးဆိုတာကိုဒဲရိုကြီးတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။သူမကနက်ခရော့ကနေတစ်ဆင့်ကျော်စာဝင်းကိုစင်ခုံမှုတစ်ခုပေးလိုက်ပါတယ်။အဲ့ဒီစင်ခုံမှုကတော့ကျော်စာဝင်းအနေနဲ့ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်သူ့ကိုအဖြစ်ပြန်ပေးမယ်လို့ပြောလိုက်တာပဲဖြစ်ပါတယ်။ဒီစကားကကျော်စာဝင်းအတွက်တော့တကယ်ကိုအားစိတ်တစ်ခွက်ဖြစ်သွားရုံနဲ့မကပဲရှစ်ဆက်ရမယ့်ကျိုးဝိုင်းလမ်းကြောင်းပေါ်မှာအကြီးမားဆုံးသောတွန်းအားတစ်ခုလည်းဖြစ်လာစေခဲ့ပါတယ်။ရှီယာရဲ့အဖြစ်ကိုရဖို့အတွက်ဆိုရင်ကျော်စာဝင်းကဝမ်ချန်ပီယံရှစ်ရဲ့ရွှေကပတ်ကိုမဖြစ်မနေအရယူရမှာပဲဖြစ်ပါတယ်။ဒါဟာကျော်စာဝင်းအတွက်တော့တကယ်ကိုထူးခြားတဲ့အခွင့်အရေးတစ်ခုလို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ဝမ်ချန်ပီယံရှစ်မှာချန်ပီယံသာဖြစ်ခဲ့မယ်ဆိုရင်ကမ္ဘာအဆင့်အားကစားသမားတစ်ယောက်အနေနဲ့ဂုဏ်ယူစရာကောင်းတဲ့ချန်ပီယံဆုကြီးကိုရရှိမှဖြစ်သလိုတစ်ဖက်မှာလည်းသူအမျက်တနိုးချစ်ရတဲ့ရှီယာလေးစီကနေကျင်းနူးစရာကောင်းတဲ့အချစ်ဖြေစကားကိုပါရရှိမှဖြစ်လို့ပါဒီလိုမျိုးအောင်မြင်မှုနဲ့အချစ်ကိုတပြိုင်နက်တည်းရရှိနိုင်မယ့်အခြေအနေမျိုးကဘယ်သူတွက်မဆိုတကယ်ကိုအိမ်မက်ဆန်နဲ့အခိုက်အတန့်မျိုးဖြစ်နေမှာသိကြပါပဲကျော်စာဝင်းရဲ့ပြည်သက်တွေကတော့ဒီသတင်းကိုကြားရတဲ့အခါမှာကျော်ကြီးအတွက်အရန်ကိုဝမ်းသာနေကြပြီးသူတို့ရဲ့အချစ်တော်ကျော်စာဝင်းတယောက်ကျိုးဝိုင်းထက်မှာရောအချစ်ရေးမှာပါအောင်မြင်ပါစေကြောင်းစုမုံကောင်းတွေတဖိုးပဲတောင်းဝင်နေကြပါတယ်အခုဆိုရင်ကျော်စာဝင်းဟာအရင်ကတည်းကပို့ပြီးစူးစမ်းအထောက်ရတော့မှာဖြစ်တယ်လို့သူ့ရဲ့လက်ကျန်ဟန်တိုင်းမှာလည်းရှီယာပေးထားတဲ့ဂရိစကားလေးကခွန်အားဖြစ်အမြဲရှိနေတော့မှာပါအစ္စရေးသူလေးရှီယာရဲ့ဒီလိုတုံ့ပြန်မှုကလည်းကျော်စာဝင်းပေါ်ထားတဲ့စေတနာလို့ပဲမြင်ပါတယ်သူမကကျော်စာဝင်းကိုပို့ပြီးထူးချွန်တဲ့အားကစားသမားတစ်ယောက်ဖြစ်စေခြင်းနဲ့ပြင်တကယ်ချန်ပီယံကြောက်ရဲ့အရေးချင်းကိုတက်တည်ပြနိုင်မှသာသူ့ရဲ့အချစ်နဲ့ထက်တိုက်တန်ရစေခြင်းနဲ့သဘောတည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကျော်စာဝင်းအတွက်တော့ဒီပန်းနိုင်ဟာတာမန်နိုင်ဝဲတစ်ခုတက်အများကြီးပိုပါတယ်သူ့ရဲ့ဘဝသူ့ရဲ့ဂုဏ်သိက္ခာနဲ့သူ့ရဲ့အခြေအနေအတွက်အဆုံးဖြတ်ပေးမဲ့တိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါပြီ။ပြည်သက်တွေကလည်းကျော်စာဝင်းဝမ်ချန်ပီယံရှစ်ရဲ့စင်မြင့်ထက်မှာရွှေကပတ်ကိုပတ်ပြီးရှီယာစီကနေချုံမြင်တဲ့အဖြစ်စကားကိုကြားမဲ့နေ့ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေကြမှာပါ။ကျော်စာဝင်းအနေနဲ့လည်းသူ့ရဲ့ကြိုးစားမှုတွေပြင်းပြတဲ့စိတ်ဓာတ်တွေနဲ့အတူချန်ပီယံဆုရောချရတဲ့သူရဲ့အဖြစ်ကိုပါသိမ့်ပိုက်နိုင်ပါစေလို့အားလုံးကဆုတောင်းပေးနေပါတယ်။ကျော်စာဝင်းရဲ့အနာဂတ်ဟာအခုတော့အောင်မြင်မှုတွေနဲ့ပြည့်နှက်နေဖို့အစဉ်သင့်ဖြစ်နေတယ်လို့ကျော်ကြီးအောင်မြင်ပါစေမင်းရဲ့ချစ်ခီလန်နဲ့အားကစားသမားဘွားနှစ်ခုလုံးမှာအကောင်းဆုံးနေဖြစ်လာပါစေလို့ထပ်လောင်းဆုတောင်းပေးလိုက်ပါတယ်